ကဲဘယ်မှာလဲဝေဖန်ခဲ့တဲ့သူတွေဂျိုးရှူအာဘန်ရှုံးမှာပါလို့ဟောကင်းထုတ်ခဲ့ကြတဲ့ဆရာကြီးတွေအခုဘယ်နာပုံနေကြပြီလဲကျွန်တော်တို့ရဲ့မြမအကုန်းဆောင် The Fearless Joshua ဘန်ကတော့သူ့ကို short တွက်ခဲ့သူတွေအားလုံးကိုစကားနဲ့မဟုတ်ပဲလက်သီးနဲ့အပြေပြန်ပေးလိုက်ပါပြီပွဲမစခင်ကတည်းကတက်ဆူရိုတိုင်ယာရဲ့မြေပြင်ချုပ်ကွက်တွေကိုဘန်မခံနိုင်ဘူးလို့ပြောခဲ့ကြတာပါဒါပေမဲ့တကယ်တမ်းကြိုးဝိုင်းထဲမှာတော့ဂျိုးရှူအာဘန်ကတိုင်ယာရဲ့တိတ်တောင်းတွေကိုအကောင်းဆုံးကာကွယ်ပြခဲ့ရုံနဲ့မကပဲသူ့ရဲ့တိကျပြင်းထန်တဲ့လက်သီးချက်တွေနဲ့ပွဲကိုအသာစီးရယူသွားခဲ့တာပါနိုင်ငံတကာကနာမည်ကြီး analyst တွေနဲ့ fighter hater တွေကဘန်အတွက်ဒီပွဲဟာခက်ခဲလိမ့်မယ်လို့ဆိုခဲ့ကြပါတယ်ဟုတ်ပါတယ်ခက်ခဲခဲ့တာတော့အမှန်ပါပဲဒါပေမဲ့ဘန်အတွက်မဟုတ်ပဲတိုင်ယာအတွက်ခက်ခဲခဲ့တာပါဘန်ရဲ့အရှိန်ဟုန်ကိုမထိနိုင်ပဲတိုင်ယာတယောက်ကြိုးဝိုင်းထဲမှာဘလူဒီရုန်းကန်ခဲ့ရလဲဆိုတာအားလုံးအမြင်ပါပဲဘန်ရှုံးမှာပါလို့ပြောခဲ့တဲ့သူတွေအခုချိန်မှာတော့ပါစပ်ပိတ်သွားတော့ပါပြီဒီနိုင်ပွဲဟာဂျိုးရှူအာဗန်အတွက်တင်မဟုတ်ပဲသူ့ကိုအမြဲအားပေးနေတဲ့မြန်မာပရိသတ်တွေအတွက်ပါဂုဏ်ယူစရာအောင်ပွဲတစ်ခုပါသူဟာ flying weight တန်းမှာဘသူ့ကိုမှကြောက်စရာမလိုတဲ့ကျေပွင့်တပွင့်ဖြစ်ကြောင်းသက်သေပြလိုက်တာပဲဖြစ်ပါတယ်တကယ်တော့ဒီပွဲမှာတက်ဆူရိုတန်ယာကဗန်ကိုမြေပြင်ဆွဲခေါ်ဖို့အကြိမ်ကြိမ်စ조사ခဲ့တာပါဒါပေမဲ့ဗန်ရဲ့ take down defense မြေပြင်ဆွဲခေါ်မှုကာကွယ်ခြင်းကကြောက်စုံတစ်ခုလိုခိုင်မာနေခဲ့ပါတယ်မြေပြင်ကိုရောက်သွားတိုင်းမှာလဲဗန်ကပါပါနနနဲ့ပြန်ထပ်နိုင်ခဲ့သလိုမတ်တရက်အနေထားရောက်တာနဲ့တန်ယာကိုသူ့ရဲ့အားပြင်းတဲ့လက်သီးတွေနဲ့အသက်ရှူချိန်မပေးဘဲတိုက်စစ်ဆင်ခဲ့တာပါအရှုံးမရှိသေးတဲ့တက်ဆူရိုတန်ယာတယောက်ဂျိုးရှူအာဗန်ရဲ့လက်သီးတွေကြားမှာဘလိုတွေလမ်းပြောက်နေခဲ့လဲဆိုတာအားလုံးအမြင်ပါပဲဂျပန်ကပါရမီရှင်လို့တင်စားခံရတဲ့တန်ယာတောင်ဗန်ရဲ့အရှိန်အဟုန်ကိုမထိန်နိုင်ခဲ့ပါဘူးဗန်ကမြေပြင်မှာမကစားတတ်ဘူးလို့ပြောခဲ့ကြတဲ့သူတွေအတွက်ဒါဟာအကောင်းဆုံးလက်တွေ့သင်ခန်းစာပါပဲဗန်ကမတ်တရက်တွေမကပဲဘလို့အနေထားမှာမဆိုကပအဆင့်1ဆိုတာကိုတတ်သိပြသွားခဲ့တာပါအခုဆိုရင်ဂျိုးရှူဟာဘန်ဟာ flying weight တိုင်းရဲ့အရှင်သခင်ဖြစ်ကြောင်းဘသူမှညင်းလို့မရတော့ပါဘူးသူရဲ့နောက်ထပ်ပြိုင်ဘက်ကဘသူပဲဖြစ်ဖြစ်ဘန်ရဲ့အာမန်ရှိမှဒူးထောက်ရအောင်ပါဘိုက်တာတွေကတော့သူတို့ရဲ့ prophet hate comment တွေကိုဖျက်ဖို့ပဲပြင်ထားကြပါတော့မိတ်ဆွေတို့ရောဘန်ရဲ့ဒီနိုင်ပွဲပေါ်ဘာပြောချင်ကြသလဲဘန်ရှုံးမှာပါလို့ထင်ခဲ့တဲ့သူတွေကိုရောဘာစကားလက်ဆောင်ပေးချင်ကြသလဲ comment မှာအားရပါရရေးခဲ့ကြပါဦးဘန်ရဲ့နောက်ထပ်ပွဲစဉ်သတင်းတွေကိုသိရဖို့လဲကျွန်တော် channel ကို follow လုပ်ထားဖို့မမေ့နဲ့ဦးနော်